လက်ချတဲ့တန်ရောစံတွေနေဟိုတုန်းတွေကတို့နှစ်ယောက်လုံးမှာစိုက်သူတွေရှိပြီးသားပဲစားတွေကမဲမောင်ရင်ပြီးတော့ပေါ့ချင်ရဲ့အခုတော့တို့ချစ်တွေခိုင်မှာတွေညီပါဥစားမင်းတို့ပြောင်းနေတယ်လို့ပဲမပြောင်းလဲဖို့စဉ်းစားရတဲ့တနာတွေဘလို့လဲကြောက်ခွဲဖြည်းဖြည်းနဲ့ဝေးရမှာစိုးထိတ်မိတယ်နောက်ဆုံးဖို့ခဲတော့မှ